ဝါတွေကတုံညာကလာတာမို့လို့ဒီအလောက်ကပင်မန်းတယ်ဒီလုံးမှာငါမပြောဘူးဆိုပြီးရွေးပိုင်မှုမရှိတဲ့ကောင်းတွေပါထိုင်းနိုင်ငံကြီးကိုတက်လာပြီဆိုတဲ့ကပတ်စံချမယ်ဆိုတဲ့စိတ်တကူတည်းနဲ့တက်လာခဲ့တဲ့ကောင်းတွေဖြစ်လို့ပျော်တဲ့နေရာရင်မပျော်တဲ့နေရာရင်ခွဲခြားပြီးနေဖို့ကျွန်တော်တို့မှာအချိန်မရှိဘူးဗျပတ်စံလာရမယ်ဆိုရင်ထားတဲ့နေရာမှာနေကြမ်းတမ်းတဲ့အလုပ်တွေဘလောက်ပဲဖြစ်နေဘဲကောင်းနေဘလို့ပဲဆဲနေတိခတ်ခြင်းတရားတွေနဲ့ပြည်နေပြီးအိမ်ကိုပတ်စံဆွဲဖို့ဆိုတဲ့စိတ်တခုပဲကောင်းလေးမှာထားတဲ့ကောင်းတွေပါလောက်ကနေပူထဲမှာဘလောက်ပဲကြမ်းတမ်းဘလောက်ပဲဆဲတဲ့ဝနာတွေနဲ့ပဲကျွန်တော်တို့နားထဲကိုဒီမတူးတော့ဘူးဗျအချိန်တန်ရင်အိမ်ကိုပတ်စံဆွဲရမယ်ဆိုတဲ့စိတ်တခုထဲနဲ့အခေပြီးလုံးနေကြတဲ့ကောင်းတွေမို့လို့ကြောကိုချိန်တိုးနေ